ချိတ်ထမိန်လှလှလေးအားလုံးပေါင်းအထက်400နီးပါးထုတ်ဝင်ထားပါတယ်3မျိုးဝင်ထားပါတယ်နော်အသားမထုမပါနဲ့ဒီနွေရာသီမှာဖို့အတွက်ဈေးချိုတဲ့ထမိန်လေးတွေတင်ထားပေးပါတယ်နော်အခုပြတဲ့အစင်လေးကတော့ဒါကစိန်ပွင့်ဝေချိတ်လေးပါစိန်တုံးလေးတွေကိုဒီလိုမျိုးစီထားသလိုခတ်ထားပေးပါတယ်ကာလာစုံအများကြီးပဲဝင်ထားပါတယ်နော်ဒါစိန်ပွင့်ဝေချိတ်လေးပါပြောင်းဝင်ပါပြီနော်ဖောက်တဲ့တွေခဏခဏမေးတဲ့ချိတ်လေးပါဒါလေးကတော့ရွှေစင်မေချိတ်လေးပါနော်အခုပြလာတာကဒါအနက်ရောင်လေးပါရွှေစင်မေချိတ်လေးပါရတဲ့ကာလာလေးတွေကတော့အနက်ကြက်သွေးချောကလက်ဘဲစိမ်းမင်းကိုအပြာဆိုပြီးတော့ရပါမယ်နော်ရွှေစင်မေချိတ်လေးပါအခုထပ်ပြတဲ့အစင်လေးကတော့ရွှေဖူးသစ်ချိတ်လေးပါကြက်သွေးရောင်လေးပြတာပါတယ်နောက်ထပ်ရတဲ့ကာလာလေးတွေကဒီမှာပါနော်အများကြီးပဲဝင်လာပါတယ်ရွှေဖူးသစ်ချိတ်လေးပါအသားမထုမပါနဲ့ဈေးချိုတဲ့ချိတ်အစင်လေးပါနော်အားလုံးပေါင်းအထက်400ဝင်လာပါတယ်လက်လီလက်ကပေးပါတယ်အနောဆိုင်ကတော့ဖအံမျိုးအမက်နစ်ဖျားလမ်းမှာဖွင့်လာပါတယ်နော်ဖောက်တဲ့တွေပြန်ရမှုအတွက်လာပြီးတော့ဆက်သွယ်လို့ရပါတယ်